အားလုံးပဲမင်္ဂလာပါမမတို့ရေအခုပြပေးချင်တာလေးကတော့မစ္စည်းကနေထွက်တဲ့လုံးဝခြိသားလေးနော်မမတို့ခြိသားလေးကိုမှလေသူကအရန်နဲ့ကိုချစ်စရာကောင်းပါတယ်ပုံစံလေးကလေဘင်းလေးကဒီလိုပုံစံမျိုးလေးနော်ဒီလိုမျိုးအနားလေးမှာသူကဒီလိုလေးဇာလေးထိုးထားပေးတယ်အတွန့်လေးနဲ့မမတို့ရေနော်လက်ကလေးကကြတော့ဒီလိုလက်ကလေးနော်အရန်နဲ့ချစ်ဖို့ကောင်းတယ်ခါးလေးကလည်းမမတို့ရေအတွန့်လေးနော်ဒီလိုအကားပုံစံလေးအရန်နဲ့ချစ်ဖို့ကောင်းပါတယ်မမတို့သူက size ကတော့ small medium လက် size ပါရှင်နောက်ပြီးတော့လေသူကလေထူးခြားတာလေးကကြတော့မမတို့ရေဒီမှာအနောက်ကလေးပြပြီးအောင်အနောက်လေးကလည်းလေချစ်စရာလေးနော်မမတို့အနောက်ကလေးကိုမြင်ပြပေးမယ်နော်မမတို့ရေခုနပြောက်ကအနောက်လေးကိုသူကလေကျိုးလေးနဲ့ပြန်ချီရတာအရန်နဲ့ချစ်ဖို့ကောင်းတယ်နော်မမတို့ရေသူကတော့ small medium လက် size ပါမင်းဝတ်ထားလေးကတော့လက် size ပါရနိုင်တဲ့အယောင်လေးနဲ့ size ကလေးတွေကိုမြင်ပြပေးပါမယ်ရှင့်နော်မမတို့ရေသူက color လည်းအများကြီးတော့မထွက်ဘူးသူကကတ်စီလေးကတော့2000နဲ့မှ4000ပါရှင့်နော်မမတို့ရေဒါလေးကတော့ small မှာရနိုင်မယ့်အယောင်လေးပါရှင့်မမတို့ရေတရောင်ရမယ်မမတို့ရေဒီမှာနော်မင်းဝတ်ထားသလိုအယောင်လေး2ရောင်ရပါမယ်ရှင့်မမတို့ရေပြီးရင်ဒီမှာအနှက်ကလေးနော်ဘောင်းမီအတူလေးနဲ့ဝင်လဲအရန်မိုက်တယ်နော်အနှက်လေးတရောင်ရပါမယ်ပြီးရင်မမတို့ medium ကဒီမှာညို့လေးလှလိုက်တာနော်ညို့လေးရမယ်အနှက်ကလေးလည်းလှလိုက်တာရှင့်မမတို့ရေနော်အနှက်လေးရမယ်ပြီးလို့ရှိရင်မမတို့ရေဒါလေးကဒီအသားလေးနော်တရောင်ရမယ်လက်ဆိုင်ကမမတို့ရေအခုမျိုးဝတ်ထားတဲ့အရောင်လေးရယ်ဒီအနီမျိုးလေးရယ်မမတို့ရေဒီအသားရောင်လေးရယ်နော်လက်ဆိုင်ကကြတော့3ရောင်ရပါမယ်ရှင်မမတို့ရေအရန်နဲ့ကိုချစ်စရာကောင်းတဲ့ပုံလေးပါ